BNN စစ်ပွဲဆိုတာ20ရာစုနှစ်အတွင်းကအာရှတိုက်မှာဖြစ်ခဲ့တဲ့အကြမ်းတမ်းဆုံးစစ်ပွဲတစ်ခုပါဒီစစ်ပွဲဟာကွန်မြူနစ်ဝါဒပြန့်ပွားမှုကိုတားဆီးလိုတဲ့အနောက်အုပ်စုနဲ့လွတ်လပ်ရေးနဲ့နေမြေပေါင်းစည်းရေးကိုလိုလားတဲ့မြောက် BNN တို့ကြားကပြည်ပခါဖြစ်ပါတယ်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့အမေရိကန်ဟာအရှေ့တောင်အာရှကနိုင်ငံငယ်လေးတစ်ခုမှာဘာကြောင့်နှစ်ပေါင်း20နီးပါးရုံးမထွက်နိုင်ခဲ့ပဲနဲ့ပိတ်မိနေခဲ့ရတယ်လေဆိုတာနဲ့ဒီစစ်ပွဲကြီးအတွင်းမှာဘလို့စတင်ခဲ့တယ်ဘလို့လှည့်ပြောင်းတွေရှိခဲ့တယ်လဲဆိုတာကိုလေ့လာကြည့်လိုက်အောင်ဒီဇလန်ရဲ့အစဟာဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကဖြစ်ခဲ့တာပါ19ရာစုအဆုံးပိုင်းလောက်ကစပြီးတော့ဗီယက်နမ်နိုင်ငံဟာပြင်သစ်ရဲ့ကိုလိုနီအင်ဒိုချိုင်းနားရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေခဲ့တာပါဒါပေမဲ့လည်းဒုတိယကမ္ဘာစစ်အတွင်းမှာနေရာတကာပါတဲ့ဂျပန်တွေကဝင်ရောက်ကျူးကျော်လာတဲ့အခါမှာတော့ပြင်သစ်ကိုလိုနီဆိုရကအားနည်းသွားတာကြောင့်ဂျပန်တွေနဲ့ပူးပေါင်းခဲ့ကြပါတယ်ဒီလိုနိုင်ငံခြားကျူးကျော်သူနှစ်ဦးအောင်မှာဖိနှိပ်ခံနေရတဲ့အခြေအနေကပဲဗီယက်နမ်ပြည်သူတွေရဲ့လွတ်လပ်ရေးမျှော်လင့်ချက်ကိုပို့ပြီးတော့ပြင်းထန်လာစေခဲ့ပါတယ်ဒီလိုခက်ခဲတွေကြားထဲကနေ1942ခုနှစ်မှာကွန်မြူနစ်ယူဝါဒကိုလက်ခံယုံကြည်တဲ့မျိုးသားရေးခေါင်းဆောင်ဟိုချီမင်းဟာဗီယက်မင်းလို့ခေါ်တဲ့လွတ်လပ်ရေးအဖွဲ့ချုပ်ကိုဖွဲ့စည်းခဲ့ပါတယ်ဟိုချီမင်းရဲ့အဖွဲ့ဟာပြည်သူတွေကိုစီယုံပြီးတော့နေချက်ဂျပန်ကိုရောကိုလိုနီပြင်သစ်ကိုပါမျိုးစုံနဲ့ပြင်းပြင်းထန်ထန်တော်လှန်ခဲ့ကြပါတယ်1954ခုနှစ်DNBN ဖူးတိုက်ပွဲမှာပြင်သစ်တို့ရှက်တကွဲရှုံးနိမ့်သွားတဲ့အခါမှာတော့ဂျီနီဗာသဘောတူညီချက်အရဗီယက်နမ်ကိုယာယီအဖြစ်မြောက်ပိုင်းနဲ့တောင်ပိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲခြားထားခဲ့ပါတယ်မြောက်ဘက်ဗီယက်နမ်ကိုတော့ဟိုချီမင်းဦးဆောင်တဲ့ကွန်မြူနစ်အစိုးရကထိန်းချုပ်ခဲ့ပြီးတောင်ဘက်ဗီယက်နမ်ကိုတော့အမေရိကန်ပံ့ပိုးမှုရှိတဲ့အစိုးရကအုပ်ချုပ်ခဲ့ပါတယ်သူတို့ရဲ့အခြေခံအကြောင်းရင်းတစ်ခုကတော့အယူဝါဒကွဲပြားမှုပါပဲမြောက်ပိုင်းကကွန်မြူနစ်စနစ်နဲ့တောင်ပိုင်းကအရင်းရှင်ဒီမိုကရေစီစနစ်ကိုအတီးတီးထောက်ခံခဲ့ကြတာပါဒီအချိန်ဟာစစ်အေးတိုက်ပွဲကာလဖြစ်နေပြီးတော့ကမ္ဘာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့ဆိုဗီယက်ပြည်ထောင်စုတို့အကြားမှာလည်းအင်အားပြိုင်ဆိုင်မှုကအပြင်းထန်ဖြစ်နေတဲ့အချိန်မှာအမေရိကန်ကကွန်မြူနစ်ဝါဒပြန်ပွားလာမှာကိုအရန်စိုးရိမ်နေပြီးတော့သူတို့မှာဒိုမီနိုတီအိုရီလို့ခေါ်တဲ့ယုံကြည်ချက်တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့အာရှနိုင်ငံတစ်ခုကကွန်မြူနစ်ဖြစ်သွားရင်ကြံတဲ့အိမ်နီးချင်းနိုင်ငံတွေပါဒိုမီနိုပြားတွေလိုအကုန်လဲကြပြီးတော့ဇက်တိုက်ကွန်မြူနစ်နိုင်ငံတွေဖြစ်သွားနိုင်တယ်ဆိုတဲ့အယူဆပါဒါကြောင့်အမေရိကန်ဟာတောင်ဗီယက်နမ်ကသမ္မတငိုတင်းတီယန်အစိုးရကိုစီရေးစီးပွားရေးအကူအညီတွေပေးပြီးတော့ထောက်ပံ့ခဲ့ပါတယ်ဒါပေမဲ့ငိုတင်းတီယန်ရဲ့အုပ်ချုပ်မှုအောက်မှာလူတို့အခွင့်အရေးချိုးဖောက်မှုတွေဘာသာရေးခွဲခြားဆက်ဆံမှုတွေဇက်တိုက်ဖြစ်နေတာကြောင့်ပြည်သူတွေရဲ့ထောက်ခံမှုကိုမရခဲ့ပါဘူးဒီလိုချင်းတွေကြောင့်မြောက်ဗီယက်နမ်ကထောက်ပံ့ထားတဲ့ဗီယက်ခေါင်းလက်နက်ကိုင်အဖွဲ့တွေကတောင်ဗီယက်နမ်အတွင်းမှာလှုပ်ရှားဖို့ပို့ပြီးအခွင့်အရေးရလာခဲ့ပါတယ်1964ခုနှစ်မှာတော့ Gate of Tonkin ပင်လယ်ပြင်အတွင်းမှာအမေရိကန်စစ်တပ်မော်မက်ဒတ်စ်ကိုမြောက်ဗီယက်နမ်ဘက်ကတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်ဒီဖြစ်ရပ်ကိုအကြောင်းပြပြီးတော့အမေရိကန်သမ္မတလန်ဒန်ဘီဂျွန်ဆင်ဟာလွှတ်တော်စီကနေပြီးတော့စစ်အင်အားတုံးဆွဲခွင့်အပြည့်အဝရရှိခဲ့ပါတယ်ဒါဟာဗီယက်နမ်စစ်တလင်းတွေကိုအမေရိကန်စစ်သားထောင်ပေါင်းများစွာတရားဝင်ခြေချလိုက်တဲ့အစပဲဖြစ်ပါတယ်ဒါပေမဲ့လို့အမေရိကန်တွေမသိခဲ့တာကသူတို့ဟာကမ္ဘာတမိုင်းမှာအခက်အခဲဆုံးပျောက်ကြားစစ်ပွဲကြီးတစ်ခုနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာပါပဲဒီစစ်ပွဲဟာကွန်မြူနစ်နဲ့ရင်းရှင်ယူဝါဒကြားမှာပြိုင်ဆိုင်မှုတစ်ခုတာမကဘဲနဲ့လွတ်လပ်ရေးနဲ့မျိုးသားပေါင်းစည်းရေးအတွက်တိုက်ပွဲလည်းဖြစ်ပါတယ်။မြောက်ဗီယက်နမ်အနေနဲ့ဗီယက်နမ်တနိုင်ငံလုံးကိုကွန်မြူနစ်စနစ်အောက်မှာပြန်လည်ပေါင်းစည်းလိုခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့အမေရိကန်နဲ့တောင်ဗီယက်နမ်ကကွန်မြူနစ်စနစ်တိုးချဲ့မှုကိုတားဆီးလိုခဲ့ကြပါတယ်။စစ်ပွဲအတွင်းမှာအမေရိကန်ဟာနည်းပညာနဲ့လက်နက်အင်အားတာလွန်ပေမဲ့ဗီယက်ကောင်းတွေရဲ့မြေအောက်လှိုင်ကိုစနစ်နဲ့တော်တွင်းပြောက်ကြားစစ်ဗျူဟာကိုမရှင်းနိုင်ခဲ့ပါဘူးဒီလိုနဲ့1968ခုနှစ်
ဇန်နဝါရီလဗီယက်နမ်နှစ်တကူပွဲတက်ကာလာတွင်မှာမြောက်ဗီယက်နမ်တပ်တွေနဲ့ဗီယက်ကောင်းတပ်လက်နက်ကင်အဖွဲ့တွေကတောင်ဘက်ဗီယက်နမ်ကမြို့တွေနဲ့စစ်စခန်းတွေကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ကြပါတယ်။ဒါအပြင်သူတို့ကအမေရိကန်တန်ယုံကိုတောင်ခိတ္တခဏထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ရခိုင်ကနှစ်တကူပွဲတက်ကာလာမှာဆိုရင်တိုက်ပွဲတွေရန်နာထားလိရှိပေမဲ့ဒီတိုက်ခိုက်မှုကတော့မမျှော်လင့်ထားတဲ့အင်မတန်ကြီးမားတဲ့ထိုးစစ်ဖြစ်ခဲ့ပါတယ်စစ်ပွဲရဲ့နောက်ဆက်တွဲခါးသီးမှုတွေအနေနဲ့အမေရိကန်ဘက်က Agent Orange လို့ခေါ်တဲ့အစိမ့်မွေတွေတုံးပြီးတော့ဗီယက်နမ်တောတောင်တွေကိုဖျက်ဆီးခဲ့တာကြောင့်တန်းနဲ့ချီတဲ့ပြည်သူတွေဟာယနေ့တိုင်ကျန်းမာရေးနဲ့အဝန်းကျင်ဆိုင်ရာဆိုးကျိုးတွေကိုခံစားနေရစေပါစစ်ရေးအရကြည့်မယ်ဆိုရင်မြောက်ဗီယက်နမ်ဘက်မှာထိခိုက်ဆုံးရှုံးမှုတွေပြင်းထန်ခဲ့ပြီးတော့နောက်ဆုံးမှာတော့အမေရိကန်နဲ့တောင်ဘက်ဗီယက်နမ်တပ်တွေကမြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ရေးရနဲ့နိုင်ငံရေးရအရာအမြင်မှာတော့တပ် offensive ဟာအမေရိကန်ပြည်သူတွေကြားမှာစစ်ပွဲပေါ်ယုံကြည်မှုကိုရောနှဲစေပြီးတော့အမေရိကန်ပြည်တွင်းစံသားပြမှုတွေပါဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြည်တွင်းကစစ်ဆန့်ကျင်ရေးစံသားပြမှုတွေနဲ့အကြအရှုံးများပြားမှုတွေကြောင့်1983ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာ Paris Peace Accord သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီသဘောတူညီချက်ထဲမှာအမေရိကန်ပြည်ထောင်စုမြောက်ဗီယက်နမ်တောင်ဗီယက်နမ်နဲ့ဗီယက်ကောင်းကိုယ်စားလှယ်ကိုစီကပဲရစ်မြို့မှာဆွေးနွေးညှိနှိုင်းပြီးတော့သဘောတူညီခဲ့ကြတာဖြစ်တယ်။အမေရိကန်ဘက်ကနေအဓိကညှိနှိုင်းဆောင်ရွက်ခဲ့သူကတော့ဟင်နရီကစ်ဆင်ဂျာဖြစ်ပါတယ်။ဒီသဘောတူညီချက်အရအမေရိကန်တပ်တွေကဗီယက်နမ်ကနေဆုတ်ခွာပြီးတော့ဗီယက်နမ်ပြည်တွင်းအနာဂတ်ကိုဗီယက်နမ်လူမျိုးတွေကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးရန်စတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။အမေရိကန်တပ်တွေဆုတ်ခွာပြီးတဲ့နောက်မှာတော့1985ခုနှစ်ဧပြီလ30ရက်နေ့မှာတော့မြောက်ဗီယက်နမ်တင်ကားတွေကဆိုင်ကွန်မြို့ကသမ္မတနန်းတော်ကိုဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးတော့ဗီယက်နမ်ဟာကွန်မြူနစ်စနစ်အောက်မှာနိုင်ငံတည်းအဖြစ်ပြန်လည်ပေါင်းစည်းသွားခဲ့ပါပြီ။ဒီစစ်ပွဲမှာဆိုရင်လူပေါင်း3တန်းကျော်ရဲ့အသက်ကိုဆုံးရှုံးခဲ့ရပြီးတော့နိုင်ငံရေးအပြစ်မှုတွေကြောင့်လူသားတွေဘယ်လောက်ထိရင်းနှီးပေးဆက်ခဲ့ရတယ်လဲဆိုတာသင်ခန်းစာကောင်းကောင်းရခဲ့ပါတယ်ဒီလိုတမိုင်းကြောင်းတွေနားထောင်ရတဲ့ကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့